ပင်ကိုဗီဇဖျောက်မရတဲ့ခေါင်းစဉ်ကဗီဇဆိုတာဘာနဲ့တူလဲဆိုရင်တစ်ပင်ရဲ့မျိုးစေ့လေးလိုပဲတမာပင်ရဲ့မျိုးစေ့ဟာတမာပင်ပဲပေါက်မှာပဲတရက်ပင်ရဲ့မျိုးစေ့ဟာတရက်ပင်ပဲပေါက်မှာပဲဒီတိုင်းပဲလူတွေမှာလည်းကောင်းတဲ့ဗီဇမကောင်းတဲ့ဗီဇဆိုတာရှိတယ်ဘုံကလူတွေကိုပေါင်းတဲ့နေရာမှာဗီဇစရိုက်လက္ခဏာတွေကိုကြည့်ပြီးမှပေါင်းတတ်တဲ့သဘောကိုလှုပ်ထားတယ်ဗီဇဆိုတာမွေးကလေးကပါလာတဲ့အရာစရိုက်ကြတော့ကိုကျင်လဲရတဲ့မိဘဆွေမျိုးအတိုင်းဝိုင်းနေကြောင်ဖြစ်လာတဲ့အရာလက္ခဏာကြတော့အသွင်ပြင်ပေါ့ဒါတကူလေးလာပြီးမှပေါင်းရတယ်တချို့တော့ပြောကြလိမ့်မယ်အရှင်ဘုရားရဲ့လူချင်းပဲရွေးနေရသေးတယ်လို့ပြောခြင်းလည်းပြောကြလိမ့်မယ်ပြောရင်လည်းခံရမှာပဲဒါပေမဲ့မရွေးလို့ကလည်းမရဘူးတချို့လူတွေကလူတော့လူပဲပင်ကိုဗီဇမကောင်းတဲ့လူဆိုတာရှိတယ်ဘလောက်ပြင်ပေးပြီးမရတဲ့သူတွေရှိတယ်ပြင်ပေးတဲ့လူကမောပြီးအသက်ထွက်သွားမယ်သူကတော့ပြင်မှာမဟုတ်ဘူးဗီဇမကောင်းလို့အများကကျင်ဖယ်ထားတဲ့သူကိုကစာနာစိတ်နဲ့ကူညီပြီးသဘောထားကြီးကြီးနဲ့ဆက်ဆံပေးမဲ့သူ့ရဲ့ပင်ကိုဗီဇကဖျောက်မရတော့ဘလောက်သဘောထားကြီးကြီးအဆင်မပြေနိုင်ဘူးတချို့လူတွေဆိုရင်မြောင်များလို့ပဲလူရှိသူရှိရောက်ရင်ဖျဲပြတတ်တဲ့လူတွေရှိတယ်လူတွေများနေလို့စင်စင်ကြီးကြီးနေဖို့ပြောထားကမှလူရှိကြမှာထဆဲတဲ့သူမျိုးတွေလည်းရှိတယ်အစားအသောက်နေထိုင်တတ်ဖို့တေချာပြောထားကမှလူဆုံးပြီဆိုမှသူ့ရဲ့ဗီဇကိုထပြတဲ့သူတွေရှိတယ်ဒီလိုလူတွေကလူတော့လူပဲဗီဇကြောင့်ကျင်ဖယ်ထားခံရမဲ့သူတွေပဲတချို့လူတွေကြတော့ပတ်ဝန်းကျင်ကြောင့်ဇယိုက်ဆန်နေတဲ့သူတွေရှိတယ်ကိုယ့်ရဲ့ပင်ကိုဗီဇကတော့ကောင်းတယ်ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့အကျင့်ဆိုးတွေကသူ့ကိုကူးပြီးတော့ရိုင်းဆိုင်နေတဲ့သူတွေရှိတယ်ဒီလိုလူကြတော့ပြင်မယ်ဆိုရင်ပြင်လို့ရနိုင်တယ်ဒါပေမဲ့တေချာပြင်ဖို့တော့လိုအပ်တယ်ကြောက်ကောင်းတစ်ပွင့်ဖြစ်ဖို့အရေးချင်းရှိပေမဲ့တွေးတဲ့သူမတော်ရင်လည်းတန်ဖိုးမဲ့တဲ့ကြောက်ဖြစ်သွားနိုင်တယ်ရှင်ဘရင်ဖြစ်ဖို့ဗီဇပါလာပေမဲ့ပတ်ဝန်းကျင်ဆိုးကြောင့်ညှိုးငယ်စွာနေရတဲ့သူတွေရှိတယ်တချို့ကဗီဇကောင်းတဲ့သူတွေကြတော့ရွှွညွန်ထဲမှာနေရပေမဲ့အချိန်တန်လာတော့လေကောင်းတဲ့နေရာကိုရောက်ရတဲ့သူတွေရှိတယ်ဒါကတော့ရှားမယ်တော့ထင်တယ်နော်အဝင်းကြီးစိုးမှနေပြီးဘဝမြင့်သွားတဲ့သူကလက်ချိုးရည်လို့ရပါတယ်အဝင်းကြီးစိုးကလူကလည်းပတ်ဝန်းကျင်ကောင်းဖို့ရောက်ဖို့ဆိုတာမလွယ်လှဘူးဘာလို့ဆိုရင်ပတ်ဝန်းကျင်ဆိုတာနွန်လိုပဲယုံထွက်ဖို့ခက်တယ်ဒီကြားတဲ့ဗီဇကပါမကောင်းရင်ပိုပြီးတော့ဆိုးတယ်တချို့လူတော့သူတော့မတိုးဘူးဆိုတာသူများကမတိုးအောင်လုပ်ထားတာမဟုတ်ဘူးသူတို့ရဲ့ဗီဇနဲ့ပတ်ဝန်းကျင်ဇိုးတွေကြောင့်လူကြားသူကြားတဲ့မသွားရတာပဲငါသွားရင်ငါမြတ်ဘာပြောလိုက်မလဲငါပြောလိုက်ရင်ငါကိုများနှိမ်လိုက်လိမ့်မလားဆိုပြီးတော့တွေးပူတတ်ကြတယ်ပင်ကိုအနေထားကိုမပြောင်းနိုင်သေးလူတော့သူတော့တိုးနိုင်ဖို့ဆိုတာမဖြစ်နိုင်ဘူးလူသူဝက်စားထားမယ်ဆိုရင်တော့ကိုယ့်ရဲ့ပင်ကိုစရိုက်တွေကြောင့်လူတွေနဲ့ဝင်ဆန့်မှုဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်လူတွေကိုပေါင်းတဲ့နေရာမှာဗီဇပါလာတဲ့သူတွေပါလာရင်သတိထားပြီးပေါင်းကြပါလို့ပြောကြားလိုက်ရပါတယ်နော်